ဟဲရှူဟာပြည်ပမှာကြီးပြင်းလာတဲ့ရောဆက်မျိုးဆက်မင်းကလေးဖြစ်ပြီးတက်ကြရဲရင်သူပါသူမဟာတရုတ်ပြည်ကိုပြန်ရောက်လာချိန်မှာလမ်းဘေးမှာတကြားရီရောင်းတဲ့ခြံရဲကိုစတွေ့ပြီးတခါတည်းနဲ့စိတ်ဝင်စားသွားပါတယ်ခြံရဲကတော့အေးဆက်ဆက်စကားနေပြီးလူမိုက်ကိုင်းကိစ္စတွေနဲ့ရောထွေးနေတဲ့လမ်းဘေးလူမိုက်ပုံစံမျိုးဖြစ်ပါတယ်ဟဲရှူကခြံရဲစီကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ကပ်ပြီးအချစ်ဇလန်းဖန်တီးဖို့စူးစမ်းပါတယ်ဒါပေမဲ့ခြံရဲကတော့သူ့ရဲ့ဘဝအခြေအနေအကျွေးတွေနဲ့ရှုပ်ထွေးနေတာလူမိုက်ကိုင်းကိစ္စတွေကြောင့်ဟဲရှူလိုမျိုးအထက်တန်းစားမင်းကလေးနဲ့မထိုက်တန်ဘူးလို့ခံယူထားပါတယ်ဒါကြောင့်ဟဲရှူကိုအမြဲတမ်းရှောင်ဖယ်ပါတယ်ဟဲရှူကတော့ဘလောက်ပဲအငင်းခံရပါစေခြံရဲရဲ့အေးဆက်ဆက်မျက်နှာဖုံးနောက်ွယ်မှာရှိတဲ့နူးညံ့တဲ့စိတ်ထားကိုမြင်ပြီးမလျှော့သောဆွဲနဲ့ချင်းကပ်ပါတယ်အဓိကပရိပခကတော့ဟဲရှူရဲ့မိသားစုနောက်ခံတဲ့ခြံရဲရဲ့ဘဝအခြေအနေပဲဖြစ်ပါတယ်ဟဲရှူရဲ့မိသားစုဝင်တွေအထူးသဖြင့်သူ့အကိုကခြံရဲကိုအစင်တန်းမမီဘူးဆိုပြီးအမြဲနေတဲ့ခြံရဲကိုယ်တိုင်ကလည်းငါတို့ကလမ်းမတူဘူးဆိုတဲ့အတွေးနဲ့ဟဲရှူရဲ့အချစ်ကိုညှင်းဆန်ဖို့စူးစမ်းပါတယ်တခါတရံမှာသူတို့နှစ်ယောက်ကြားမှာပြဿနာအကြီးအကျယ်တွေဖြစ်ကြပေမဲ့ဟဲရှူကတော့ခြံရဲကိုအမြဲကာကွယ်ပေးပါတယ်ချန်ရဲဟာဟဲရှူရဲ့စိတ်ရင်းကိုတိလာတဲ့အခါကိုပြန်လဲတိဆောက်ဖို့စူးစမ်းလာပါတယ်။သူကအကျွေးတွေဆက်တယ်။သူ့ရဲ့အလုပ်ကိုတိုးတက်အောင်စူးစမ်းတယ်။ဟဲရှူနဲ့တန်းတူဖြစ်အောင်စူးစမ်းလာပါတယ်။ဟဲရှူကလည်းချန်ရဲအတွက်သူ့ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာအစီအစဉ်တွေဥပမာပြပပြန်သွားမယ့်အစီအစဉ်ကိုဆွန့်လွတ်ပြီးချန်ရဲနဲ့အတူရှိနေဖို့ရွေးချယ်ပါတယ်။ဇလန်းဆုံးမှာတော့နှစ်ယောက်စလုံးဟာသူတို့ရဲ့ချစ်ချင်းမြတ်တာကိုအခိုင်အမာတည်ဆောက်နိုင်ခဲ့ပါတယ်။ချန်ရဲဟာဟဲရှူရဲ့မိသားစုကိုလည်းလက်ခံလာအောင်စွမ်းဆောင်နိုင်ခဲ့ပြီးဟဲရှူကလည်းချန်ရဲရဲ့ဘဝတွေကိုအပြည့်အဝဝင်ရောက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ယုံကြည်မှုနဲ့အတူအနာဂတ်အတွက်လက်တွဲသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်